တထေးကြီးရဲ့အိမ်ကြီးဟာမှရေချိုးခန်းထဲကနေထွက်လာတဲ့ကောင်မလေးကိုတထေးကြီးကြက်ကြကအကြည့်မလွယ်တမ်းစိုက်ကြည့်နေပါတယ်။အဲ့ဒီနောက်အန်နာကသူမရဲ့ဆန်ရွှေတွေကိုဖြင်းချင်းစွာချလိုက်တဲ့အခါဂျက်ဟာသူမဘာတွေးနေတယ်လဲဆိုတာချက်ချင်းဆိုသလိုရိပ်မိသွားပြီးသူ့ဘေးမှာထိုင်ဖို့ခေါ်လိုက်ပါတော့တယ်။တကယ်တော့လွန်ခဲ့တဲ့နာရီပိုင်းလောက်ကမှဒီလူနှစ်ယောက်ဟာပထမဆုံးအကြိမ်စတင်ဆုံးတွေ့ခဲ့ကြတာပါ။အန်နာတယောက်ဒီနေရာကိုရောက်နေရတာကလည်းမိသားစုရဲ့ခက်ခဲတဲ့အခြေအနေကြောင့်ဝင်ငွေကောင်းတဲ့အလုပ်တစ်ခုကိုရှာချင်နေလို့ပါသူမတက်ကတူဆက်တက်နိုင်ဖို့အတွက်ကိုပိုင်ကြောင်းလခရှာဖို့ကလွဲလို့တခြားရွေးချယ်စရာမရှိခဲ့ပါဘူး။အချိန်ပိုင်းအလုပ်တွေအမျိုးမျိုးလုပ်ခဲ့ပေမဲ့ရတဲ့လောက်ခကနည်းလွန်းနေတာကြောင့်နောက်ဆုံးမှာတော့အန်နာဟာအချိန်ပိုင်းမော်တဲ့အလုပ်ကိုဆက်လုပ်ကြည့်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ထူးခြားလာပါတဲ့သူမရဲ့ရုပ်ရည်ကြောင့်ပဲအင်တာဗျူးကိုကန့်လန့်ချက်ကမကြခင်မှာပဲရောက်လာခဲ့တယ်။ဂျက်နဲ့လူချင်းတွေ့လိုက်ရတဲ့အခါမှာတော့အန်နာစိတ်ထဲတန်တရားတွေပြန်ဖြစ်လာခဲ့ပေမဲ့ဂျက်ကဒါဟာအမှုပညာဖန်တီးမှုတသက်တာဖြစ်ကြောင်းရှင်းပြပြီးသူမယုံကြည်သွားအောင်သူ့ရဲ့မှတ်ပုံတင်ကိုပါအန်နာလက်ထဲထည့်ပေးလိုက်ပါတယ်။ဂျက်ရဲ့ပြောစကားတွေနဲ့မနေလာတဲ့အခကြီးငွေကြောင့်အန်နာတယောက်သဘောတူလိုက်ပြီးဂျက်ရဲ့ပကြီးစတူဒီယိုထဲကိုလိုက်သွားခဲ့ပါတယ်။စတူဒီယိုထဲမှာလက်ရမြောက်လာတဲ့စီဆေးပကြီးကအမြောက်များကိုတွေ့လိုက်ရလို့အန်နာရဲ့စိုးရိမ်စိတ်တွေဟာအတိုင်းအတာတစ်ခုအထိရောပါသွားခဲ့ပါတယ်။ဒါပေမဲ့အန်နာကပကြီးဆွဲဖို့အတွက်ပုံစံသွင်းပေးုံပဲလို့ထင်နေချိန်မှာဂျက်ကသူမရဲ့အင်ဂျီကိုချုပ်ခိုင်းလိုက်ပြီးကြောပြင်ပုံမှာဆေးရောင်တွေတုပ်လိမ့်လိုက်ပါတယ်ပိုပြီးထူးဆန်းသွားတာကတော့စက္ကန့်နည်းငယ်ကြာမှာပဲဂျက်ကပုံမလားလို့ဆိုတဲ့အကြောင်းပြချက်နဲ့အန်နာကိုရေချိုးခံနဲ့သွားပြီးဆေးတွေအကုန်ဆေးချခိုင်းလိုက်တာပါပဲအဲ့ဒီအချိန်ထိအန်နာကဘာမှမရိပ်မိသေးပေမဲ့အပြင်မှာတော့ဂျက်ဟာအန်နာရဲ့ငယ်ဘဝတက်ပုံပါဝင်တဲ့မဂ္ဂဇင်းတအုပ်ကိုလှန်ကြည့်ရင်းတစ်ခုခုကိုကြံစီနေပါတော့တယ်